အဲ့တော့အရှိတောင်အာရှမှာအာဆီယံနိုင်ငံမှာ17နိုင်ငံရှိတယ်မြန်မာဟာနံပါတ်17မြန်မာရဲ့အပေါ်မှာရှိတာဘင်္ဂလားဒေ့ရှ်နံပါတ်10အရှိတောင်အာရှမှာ10ဒီဘင်္ဂလားဒေ့ရှ်17ဒီမြန်မာတကမ္ဘာလုံးမှာမြန်မာဒီ203ဘင်္ဂလားဒေ့ရှ်ကမြန်မာနဲ့အဆင့်50กว่าဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတော်ကမ္ဘာမှာမြန်မာရဲ့အထက်အဆင့်50မှာရှိပါတယ်စင်ရဲမှုတွေချွတ်ချုံကြမှုတွေပညာမတတ်မှုတွေတိုင်းပြည်ကိုနေပေါင်းများစွာဥဆောင်ခဲ့ပြီးတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်တမတော်အင်မတန်ချစ်စရာကောင်းတဲ့တမတော်အဲ့ဒီစကားကကျွန်တော်နောက်တောင်မဟုတ်ဘူးအင်မတန်ချစ်စရာကောင်းတဲ့တမတော်ကျွန်တော်ချစ်လို့ပြောတာကျွန်တော်ကတတ်ထဲကိုဝင်ဖို့စူးစမ်းခဲ့တဲ့ဘိုးလောင်းတစ်ယောက်လေဘိုးလောင်းအဖြစ်ရွေးချယ်ခံခဲ့ရတဲ့သူတစ်ယောက်လည်းဟုတ်တယ်လေအကိုဘိုးလောင်းတစ်ယောက်ကလည်းတိုက်ပွဲကြဘိုးတစ်ယောက်ကလည်းတိုက်ပွဲကြဖခင်ကနိုင်ငံရေးပုံမှန်နဲ့9ညဆိုတဲ့ပုံမှန်ရှိထားတော့တတ်ထဲကလက်မခံပဲပြန်ထွက်ခဲ့ရတဲ့သူလုံငယ်သောနှစ်ပေါင်း20အစိတ်ကတတ်ထဲကိုဝင်မယ်ခန္ဓာကိုယ်ကြံ့ကြံ့ခိုင်ခိုင်တန်တန်ဆောင်းဆောင်းနဲ့ခုံးပေါ်မှာအပွင့်နေဘားတွေတင်မယ်ရဲဘော်မသေးတေတော်ငရဲမလားဆိုတဲ့စိတ်နဲ့တိုက်မယ်ခိုက်မယ်စစ်သားပြီးသားဆိုတဲ့စိတ်မျိုးစစ်ကားတွေကိုကြည့်ရင်ချက်သိန်းတစ်ပြန်းပြန်းထားတဲ့ယောက်ျားတစ်ယောက်ရဲ့စိတ်မျိုးဒါဟာယောက်ျားလေးတော်တော်များများမှာရှိတဲ့စိတ်ပါချစ်တယ်တမတော်ကိုကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့မချစ်တာကစစ်အာဏာရှင်ကိုမချစ်တာတမတော်ဟာတမတော်အတိုင်းဂုဏ်သိက္ခာရှိစွာနေမယ်ဆိုရင်တမတော်ဟာအင်မတန်ချစ်စရာကောင်းတဲ့ဖွဲ့စည်းတစ်ခုပါငါသားများစစ်ထဲဝင်ရင်လေဆိုပြီးတော့ရေးထားတဲ့ဆိုင်းဘုတ်တာမန်လူတယောက်ကိုယောက်ျားကောင်းတယောက်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဟာတမတော်ပဲတမတော်မှာအင်မတန်ကောင်းတဲ့စီကံတွေရှိတယ်အင်မတန်ကောင်းတဲ့လေ့ကျင့်သင်ကြားမှုတွေရှိတယ်ရဲဘော်ရဲဘက်စိတ်တွေရှိတယ်အမိန့်နာခံတတ်မှုတွေရှိတယ်စစ်စနစ်ကြားနာမှုတွေရှိတယ်တာမန်ယောက်ျားတယောက်ကိုပြီးရင့်ကျက်တဲ့လူကြီးတယောက်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းတမတော်ပဲကျွန်တော်တို့ချစ်တယ်တမတော်ကျွန်တော်တို့မလိုချင်တာအဲ့ဒီတမတော်ဒီတမတော်ရဲ့ဂုဏ်သိက္ခာနဲ့မနေပဲနဲ့အရာရာကိုသူတို့သာလင်သိသူတို့သာလင်တက်အဲ့ဒီစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့စန့်ကျင်နေတာဖြစ်ပါတယ်ဤပညာတက္ကသိုလ်ရှိဤပညာတက္ကသိုလ်ရှိပါရဲ့နဲ့တမတော်ဤပညာတက္ကသိုလ်ဆိုပြီးတော့ထပ်ဖွင့်ပါတယ်ခင်ဗျားတို့ ਨੇ အခွင့်အရေးတွေအားလုံးခံစားမှုတွေစံစားမှုတွေအားလုံးတူတယ်လို့များကျွန်တော်ညီများကျွန်တော်ထမများထင်ပါသလားစေတက္ကသိုလ်ရှိပါရဲ့နဲ့စစ်စေးတက္ကသိုလ်ဖွင့်ကွန်ပျူတာတက္ကသိုလ်ရှိပါရဲ့နဲ့စစ်ကွန်ပျူတာတက္ကသိုလ်အစားအစာအရာရာကိုတမတော်ရဲ့ဖက်အောင်ဆယ်တန်းအောင်နဲ့လူငယ်ချင်းအတူတူလေပင်ဖက်ပြီးကြီးလာတဲ့တငယ်ချင်းချင်းအတူတူကျွန်တော်တို့နှလုံးသားတွေကိုတွေးခွဲအင်ဂျင်နီယာချင်းအတူတူမကွေးနည်းပညာတက္ကသိုလ်ကဆင်းလာတဲ့ဘီဘွဲရောက်အင်ဂျင်နီယာဒီဘက်ကအပွင့်နဲ့ခက်နဲ့လာတယ်ဟဲ့မင်းအဆင်ပြေလားအေးငါဂျီအီကွာဂျီအီဖြစ်သွားပြီအင်ဂျင်နီယာပညာချင်းသင်တာတူပေမဲ့ तू ကဂျီအီကိုကဘီတောက်နေရတာလေအဲ့တော့အင်ဂျင်နီယာချင်းတူတူ तू ကဂျီအီကိုကဘီအခွင့်အရေးတွေပေးတာတွေထိန်းချောင်းတာတွေပြုပြင်တာတွေမတူဘူးတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်တွေးမိတယ်တကယ်ဆိုရင်ပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှပညာမတတ်ခဲ့လို့တိုင်းပြည်ကအောက်ကြနောက်ကြခံခဲ့ရတယ်အဲ့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတာလေးကိုစစ်ပေါ့ပေါ့တွေးကြည့်တဲ့အခါကျတော့ဒုတိယကမ္ဘာစစ်ကြီးဘလို့အဆုံးသတ်တယ်လဲကျွန်တော်ညီများကျွန်တော်နှမများသိတယ်ပလဲစိတ်ကန်းကိုဂျပန်ကဘုံကျဲတယ်Pearl Harbor လို့ခေါ်တဲ့ပလဲစိတ်ကန်းရုပ်ရှင်ဇာတ်ကားရှိပါတယ်နော်ကျွန်တော်တို့ကတော့ရုပ်ရှင်တရေတွေဆိုတော့ရုပ်ရှင်တွေကိုကြည့်ကြအဲ့တော့အမေရိကန်ကဂျပန်ကိုလက်ဆောင်ပြန်ပေးတယ်မှုနှစ်ပွင့်ဟီရိုရှီးမားနဲ့နာဂါဆာကီကိုအနုမြူပုံနှလုံးကျဲပေးလိုက်ပြပုံဘဝကိုရောက်တော့တဲ့ဂျပန်လက်နဲ့ချရတယ်စစ်ရှုံးတဲ့အခါမှာစစ်ရှုံးစာချုပ်ဆိုတာချုပ်ရပါတယ်အဲ့ဒီချုပ်လိုက်တဲ့စစ်ရှုံးစာချုပ်အရာဂျပန်နိုင်ငံကဘာကိုလိုက်နာရတယ်လဲဆိုရင် self defense army ကိုနိုင်ငံကိုခုခံကာကွယ်ရုံလောက်တတ်မတော်သားလျင်ဖွဲ့စည်းခွင့်ရှိပါတယ်အဲ့ဒီအမေရိကန်နဲ့ဂျပန်နဲ့စစ်ရှုံးစာချုပ်အရာဂျပန်နိုင်ငံဟာသူ့ရဲ့တတ်မတော်အင်အားကိုအကြီးကြီးဖြစ်အောင်တိုးချဲ့ခွင့်
ခုချိန်ထိမရသေးပါစစ်ရှုံးစာချုပ်အရအဲ့တော့ဂျပန်မှာရှိတဲ့တပ်မတော်သည် self defense army မြန်မာနိုင်ငံမှာလူဦးရေ60လောက်ရှိတယ်လို့သိမယ်မြန်မာနိုင်ငံမှာစစ်တီအင်အား9သိန်းလောက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်တန်း60ပမာဏနဲ့9သိန်းဆိုတဲ့စစ်တီအင်အားဟာကမ္ဘာပေါ်မှာအင်မတန်ကြီးမားတဲ့တပ်မတော်ကိုပိုင်ဆိုင်ထားတဲ့အင်အားဖြစ်ပါတယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိဆိုရင်အင်မတန်ကြီးမားတဲ့တပ်ကိုပိုင်ဆိုင်ထားတာဒီမြန်မာနိုင်ငံစစ်ရှုံးစာချုပ်အရ self defense army ကိုပဲဖွဲ့စည်းခွင့်ရှိတဲ့ဂျပန်နိုင်ငံသည်ဘာတပ်မတော်အင်အားမှမရှိရှာဘူးကမ္ဘာကြီးတစ်ခုလုံးရဲ့စီးပွားရေးအင်အားကိုကြည့်တဲ့အခါမှာအမေရိကန်နဲ့တရုတ်က1-2နေရာယူထားတယ်ကမ္ဘာအင်အားအကြီးဆုံးစီးပွားရေးနိုင်ငံသည်နံပါတ်3ဂျပန်တပ်မတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိကြသတမ်းဆိုရင်ဂျပန်နိုင်ငံဟာကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်3နေရာကိုပိုင်ဆိုင်စရာအကြောင်းမရှိဘူးတပ်မတော်အင်အားကအဓိကလားပညာအင်အားကအဓိကလားဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါလို့သာတပ်မတော်အင်အားကြီးမားမယ်ဆိုရင်အခုဖြစ်နေတဲ့ဆိုဗီယက်ရုရှားနိုင်ငံအရင်တုန်းကဆိုဗီယက်ပြည်ထောင်စုအဲ့ဒီရုရှားဆိုတာအမေရိကန်ကိုပခုံးချင်းဝင်တိုက်နေတဲ့နိုင်ငံကမ္ဘာပေါ်မှာစစ်အင်အားအကြီးဆုံးနိုင်ငံ2နိုင်ငံပဲအမေရိကန်နဲ့ရုရှားနဲ့အဲ့ဒါလောက်တောင်စစ်အင်အားကြီးမားတဲ့တပ်တွေကိုပိုင်ဆိုင်ထားတဲ့ရုရှားသည်တပ်မတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိမယ်ဆိုရင်ကမ္ဘာစီးပွားရေးနံပါတ်မှာဘာကြောင့် top 10 country လို့ခေါ်တဲ့ကမ္ဘာထိပ်တန်း10နိုင်ငံစင်းကိုမဝင်ရတာလေရုရှားဟာစစ်တီအင်အားစစ်တပ်အင်အားအင်မတန်ကြီးမားသလောက်ကမ္ဘာစီးပွားရေးရပ်တည်မှုမှာတော့အဆင့်30တဲကိုတော့မဝင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှလားပညာအင်အားရှိမှတိုင်းပြည်အင်အားရှိမှလားကိုကျင့်တရားတွေအင်အားရှိမှသီလတွေအင်အားရှိမှသိက္ခာတွေအင်အားရှိမှအဆက်တွေအကြောက်တွေအင်အားရှိမှတိုင်းပြည်ဟာအင်အားရှိမှလားဆိုတာသိဖို့ကောင်းပြီနှစ်ပေါင်းလဲ90ကျော်ခဲ့ပြီအမျိုးမျိုးအဖုံဖုံဇလန်းတွေနီလန်းတွေကြုံခဲ့ပြီစုံခဲ့ပြီတိုင်းပြည်ကိုအရှိအကြာကြီးဥဆောင်ခဲ့ပြီ215နိုင်ငံထဲမှာအောက်ဆုံး12နိုင်ငံရောက်အောင်လဲဆောင်ရွက်ခဲ့ကြပြီအဲ့တော့ဒါကူမှဆက်ပြီးတော့သူတို့ကဲတင်မှတိုင်းပြည်ဟာပြန်လည်ဥမော့လာမယ်ဆိုရင်တော့အခုကျွန်တော်ပြောနေတဲ့စကားတွေဟာတော့ကျွန်တော်ညီမကျွန်တော်မှများနားလည်မယ်ထင်ပါတယ်နော်အချက်လက်ကကင်းလွတ်တာတခုမှမပါပါဘူးကျွန်တော်စိတ်ထဲရှိရပြောနေတဲ့စကားတွေမဟုတ်ပါဘူးအချက်နဲ့အလက်နဲ့အတွေးခေါ်နဲ့ယူဆပြီးတော့ပြောနေတဲ့စကားတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အနာဂတ်နိုင်ငံတော်အတွက်ဒီလူငယ်တွေကိုပဲကျွန်တော်တို့ကအားကိုးရမှာဖြစ်ပါတယ်အခုအသက်20အရွယ်လောက်ရှိတဲ့လူငယ်တွေဟာနောက်ထပ်10နှစ်15နှစ်20မှာတိုင်းပြည်ရဲ့တာဝန်ကိုပခုံးပြောင်းပြီးယူမဲ့သူတွေဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ကိုချင်းတရားတွေကောင်းမှကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကတည်ကြမှာပါမင်းတို့တော့ကလှုပ်သွားသလိုငါတို့အလှည့်ကြရင်လဲကွာတွေးကြသေးတာပေါ့ဆိုတဲ့စိတ်တွေနဲ့ဆိုရင်ကျွန်တော်နိုင်ငံဘယ်နည်းနဲ့မှနလန်ထူစရာအကြောင်းမရှိပါဘူးစင်းရတာဟာမကောင်းဘူးချမ်းသာတာဟာကောင်းတယ်သို့တော့တိတ်ခါရှိစွာစင်းရတတ်တာဟာလဲဘဝနေနည်းတစ်မျိုးပါပဲတမန်အာဇီဝကြစွာနေထိုင်တတ်တာဟာလဲဘဝရဲ့အလှတရားတစ်ခုပါပဲဆိုတော့ကျွန်တော်တို့ကသိစေချင်တာဖြစ်ပါတယ်